မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်အောက်တိုဘာလ2ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စဉ်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်ပါတယ်နှုတ်ကပတ်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါနတ်နေတဲ့တမန်တရားကိုတန်ရှင်တော်ဝိညာဉ်တော်ဖျားယူဆောင်ဖော်ပြပါအခုကျွန်တော်ပြောတာထက်ကိုတော့ပြောခြင်းသာဖြစ်စေပါတခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါတယ်ဖျားအာမင်ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ဆာလံကျမ်းကိုခြုံငုံပြီးတော့လေ့လာနေပါတယ်ဆာလံခန်းကြီး1ကနေ150ထိတစ်ခုမြောက်သောဆာလံမှနေ150ခုမြောက်သောဆာလံကိုကျွန်တော်ခြုံပြီးနားထောင်နေပါတယ်အဲ့တော့ဒီခြုံပြီးနားထောင်တဲ့အခါအပိုင်း9ပိုင်းပေါ့နော်အချက်9ချက်ကိုအတိကအခြေခံပြီးနားထောင်တာဒီကနေ့ဆိုတော့ကျွန်တော်10ချက်မြောက်ကိုရောက်ပါပြီအဲ့တော့နံပါတ်1ပထမပိုင်းကတော့သူ့ရဲ့နောက်ခံသမိုင်းတွေကျွန်တော်မနေ့ကအများကြီးဖော်ပြခဲ့ပါတယ်နံပါတ်2ကတော့ဆာလံကျမ်းကိုရေးသားတဲ့သူ8ယောက်ရှိတယ်အတိက8ယောက်ပေါ့အခြားဆာလံကျမ်းပြုဆရာတွေလည်းရှိတယ်အဲ့တော့အတိက8ယောက်ကဘယ်ကျမ်းတွေရေးခဲ့လဲဒါလည်းကျွန်တော်မနေ့ကဖော်ပြခဲ့တယ်နံပါတ်3ကတော့ BC 1500ကြားကနေ BC 1500နေ BC 900ကြားမှာရေးသားခဲ့တယ်ခုနှစ်တက္ကရာလည်းအနည်းဆုံးဖော်ပြခဲ့တာဖြစ်တယ်နံပါတ်4ကတော့ဆာလမာတိကချက်5ချက်ရှိတယ်ချီးမွမ်းခြင်းဆိုင်ရာဆာလံကိုကျွေးခြင်းဉာဏ်ပညာခြေဆုတင်ခြင်းဆိုင်ရာသမိုင်းနဲ့ prophet ပြုခြင်းဆိုင်ရာဆာလံကျမ်းဒါနံပါတ်4အဓိကချက်5ချက်ဖော်ပြခဲ့တယ်နောက်ဆာလံကျမ်းအပိုင်း5ပိုင်းခွဲတယ်အကြောင်းလေးလည်းကျွန်တော်နံပါတ်5အနေနဲ့မနေ့ကဖော်ပြခဲ့တယ်နံပါတ်6ကတော့ချုပ်ပညာရှင်တွေကဆာလံကျမ်းကို2ပိုင်းပဲခွဲတယ်တစ်ကနေပြီးတော့89ထိတစ်ပိုင်း90ကနေ150ထိတစ်ပိုင်းဒါလည်းကျွန်တော်မနေ့ကရှင်းပြခဲ့တယ်နံပါတ်9ကတော့ဆာလံမျိုးစား9မျိုးရှိတယ်တခြင်းမျိုးစား9မျိုးရှိတယ်တစ်ကတော့မိတန်းချင်းဆိုင်ရာဆာလံနံပါတ်2ကကျေးဇူးချီးမွမ်းခြင်းဆိုင်ရာဆာလံနံပါတ်3ကတော့ချီးမြှောက်ခြင်းဆိုင်ရာဆာလံနံပါတ်4ကတော့ဗိမာန်တော်ခရီးပြုရာဆာလံဗိမာန်တော်သွားတဲ့အခါဆိုတဲ့ဆာလံကျမ်းနံပါတ်5ကတော့ပညာတရားနဲ့သက်ဆိုင်တဲ့ဆာလံနံပါတ်6ကတော့မေရှိယယေရှုခရစ်တော်လာမယ်ဆိုတဲ့အရာကိုဆာလံကျမ်းမှာဖော်ပြတဲ့အရာတွေနံပါတ်9ကတော့စီရင်ခြင်းနဲ့ဆိုင်တဲ့ဆာလံကျမ်းဒါကတော့ရန်သူတွေကိုခွင့်လွှတ်တယ်ဒါပေမဲ့ဘုရားသခင်ပဲစီရင်ပါဆိုပြီးစီရင်ခြင်းပိုင်းဆိုင်ရာဆာလံဒီအချက်တွေ9ချက်ကိုလည်းဒါမနေ့ကအများကြီးကျွန်တော်ဖော်ပြခဲ့တာဖြစ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်နံပါတ်10ပေါ့နော်နံပါတ်10ကတော့ဘာလဲဆိုတော့နော်မေရှိယသခင်ယေရှုခရစ်တော်အကြောင်းရေးဆက်ထားတဲ့ဆာလံသခြင်းတွေအဲ့တော့သခင်ယေရှုခရစ်တော်ဟာကယ်တင်ရှင်ဖြစ်တယ်သူလာမယ်ဆိုတဲ့အကြောင်းအရာကောင်းကင်တမန်ရဲ့ကြိုတင် prophet ပြုချက်တွေရှိမယ်သခင်ယေရှုများမကြခင်လာမယ်စသဖြင့်ဒါတွေကိုလည်းဆာလံကျမ်းမှာအဓိကပါဖြစ်လေဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးအချက်73ချက်ရှိပါတယ်အဲ့ဒါလေးကိုတွတ်လေးကျွန်တော်ဖော်ပြမယ်ဒီနံပါတ်10ပြီးတာနဲ့ကျွန်တော်နံပါတ်9အဲ့နံပါတ်9မှာတော့ဆာလံ1ကနေ150အခန်းကြီး1ကဘာ2ကဘာအဲ့ဒါကိုခြုံပြီးနားထောင်သွားရင်ဆာလံ1ကနေ150ထိကျွန်တော်နားလေသွားမှာဖြစ်ပါတယ်ဒါကြောင့်အခုမေရှိယနဲ့ပတ်သက်ပြီးသူကဖွင့်ပြတဲ့အရာရှိတယ်ဆာလံကျမ်းမှာဖော်ပြတာဓမ္မသစ်ကျမ်းမှာဖော်ပြတာဟောနံပါတ်1ကဖွင့်ပြခြင်းဆိုတော့မွေးဖွားခြင်းနဲ့ပတ်သက်ပြီးကောင်းကင်တမန်ကလာပြောတယ်သခင်ယေရှုဟာကယ်တင်ရှင်ဖြစ်မွေးဖွားလာမယ်ယေရှုဆိုတဲ့နာမည်အဓိပ္ပာယ်ကအပြစ်မှကယ်ချွတ်မိသူလို့အဓိပ္ပာယ်ရတယ်အဲ့ဒီအကြောင်းအရာကိုကောင်းကင်တမန်လာပြောမယ်နော်ဆိုတဲ့အကြောင်းအရာကို104ခုမြောက်သောဆာလံပိုက်ငယ်4ဟေဘရဲခန်းကြီး1ငယ်9မှာဖတ်ရင်အဲ့မှာတော့တွေ့ရမယ်နော်အဲ့တော့ဒါတခင်ယေရှုခရစ်တော်မွေးဖွားလာမယ်ဆိုတဲ့အရာကိုကောင်းကင်တမန်ကလာပြောတယ်ဗျအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ဒါဆာလံ104မှာဖော်ပြတဲ့အရာကဟေဘရဲ1:9မှာသွားပြည့်စုံနေဆိုတော့တွေ့ရတယ်နော်ဒါတွေကတော့ပြန်ဖတ်ချင်ကျွန်တော်တွေ့မြင်ရမှာဖြစ်တယ်နော်အဲ့တော့ဆာလံ104မှာတော့မိမိတမန်တို့ကိုလေကဲ့သို့၎င်းမိမိစေပါတို့ကိုမိလျံကဲ့သို့၎င်းဖြစ်စေတော်မူထသောနော်လေကဲ့သို့မိလျံကဲ့သို့ဆိုတာကောင်းကင်တမန်ရဲ့လာတဲ့အရာကိုဖော်ပြခြင်းဖြစ်တယ်အဲ့တော့ကောင်းကင်တမန်နဲ့ပတ်သက်တာလေဟာလားသခင်ယေရှုခရစ်တော်မွေးဖွားလာမယ်ဆိုတဲ့အရာကိုဟာလားကောင်းကင်တမန်လာဖော်ပြမယ်ဆိုတာတကယ်လည်းမှန်တယ်ဂါဗြေလကောင်းကင်တမန်ဂါဗြေလမာရိကိုလာဖော်ပြတယ်ဟေဘရဲခန်းကြီး1ငယ်9မှာတနည်းအားဖြင့်မိမိတမန်တို့ကိုလေကဲ့သို့၎င်းမိမိအစေပါတို့ကိုမိလျံကဲ့သို့၎င်းဖြစ်စေတော်မူထသောဟုကောင်းကင်တမန်တို့ကိုရည်ဆောင်၍
ဆိုသည်ဟောလေတကယ်ရှုမွေးဖွားခြင်းကိုကောင်းကင်တမန်ကြီးကောင်းကင်တမန်ဂါဘရီလာပြောမယ်ဆိုတဲ့အရာကောင်းကင်တမန်အားဖြင့်မွေးဖွားခြင်းကိုတည်လာပို့မယ်ဆိုတဲ့အရာကိုဆာလတိယလေးမှာဖော်ပြတယ်အဲ့ဒါဓမ္မသစ်ဟေဘဲအခန်းကြီး1ငယ်9မှာတော့ပြည့်စုံတယ်ဆိုတော့တွေ့ရဒါနံပါတ်1ကဲနံပါတ်2ကတော့ဘာလဲဆိုလူစားတိခံယူခြင်းတကယ်ရှုခရစ်တော်လူစားတိခံယူမယ်ဆိုတာရှစ်ခုမြောက်သောဆာလံပိုက်ငယ်4မှာဖော်ပြတယ်အဲ့ဒါဓမ္မသစ်ကျမ်းမှာဟေဘဲအခန်းကြီး1ငယ်6မှာတော့ပြည့်စုံတယ်အဲ့ဒါဘာလဲဆိုတော့လူဟာဘယ်သို့သောသူဖြစ်ပြီးကိုတော်ဟာကောင်းအောင်မရသလဲလူသားဟာဘယ်သို့သောသူဖြစ်လို့ကြည့်ရှုလာတာလဲသူ့ကိုကောင်းငင်တမန်တို့အောင်းနိုင်အနေငယ်နှိမ့်တော်မူပြီအဲ့တော့နားလည်အောင်ပြောရင်တော့ဒီလိုလူသားတယောက်ကိုဘာဖြစ်လို့ဖယားသားယေရှုခရစ်တော်ကလာပြီးလူစားတိခံပြီးကယ်ရတာလဲလူကဘယ်လိုလူမျိုးဖြစ်လို့ဒီလောက်တောင်လာကယ်ရတာလဲဒါကိုရှိခုမြောက်သောဆာလံပိုက်ငယ်လေးကရေးထားတယ်အဲ့ဒါဟေဘဲခန်းကြီးနဲ့ငယ်6ကလေအတိအကျဖော်ပြထားတယ်ကျမ်းစာတစ်ချက်၌တယောက်သောသူကလူသည်ဘယ်သို့သောသူဖြစ်ပြီးကိုတော်သည်အောင်းမိတော်မူရသည်လူသားသည်ဘယ်သို့သောသူဖြစ်ပြီးကြည့်ရှုကြွလာတော်မူရသည်လူဟာဘယ်လိုလူမျိုးဖြစ်လို့ဒီလောက်ဖျားသားတော်ယေရှုကလာကြရတာလေအဲ့ဒါနံပါတ်2လူစားတိခံယူခြင်းကိုဆာလံ8ခုမြောက်သောဆာလံပိုက်ငယ်4မှာပြောတဲ့အရာကဓမ္မသစ်ကျမ်းမှာဟေဘဲခန်းကြီး1ငယ်6မှာသွားပြီးပြည့်စုံတယ်ဆိုတော့ပြီးတော့တွေ့ရတယ်ဖော်ပြထားခြင်းကိုတွေ့ရတယ်ကဲနံပါတ်3တတိယချက်ကတော့ဘာလဲဆိုတော့ဖျားဖြစ်ခြင်းတကယ်ရှုခရစ်တော်ကဖျားဖြစ်တယ်ဖျားရဲ့တပါးရီသောသားတော်ဖျားသခင်ရဲ့တပါးရီသောသားတော်ဖြစ်တယ်ဆိုတာ45ခုမြောက်သောဆာလံပိုက်ငယ်6မှာဖော်ပြတယ်အဲ့ဒါဓမ္မသစ်ကျမ်းမှာဟေဘဲခန်းကြီး1ငယ်8မှာလေမှန်ကန်ကြောင်းအတိအကျဖော်ပြထားတယ်နော်အဲ့ဒါလေးကိုဖတ်ပြီးခြင်းနဲ့အိုးဖျားသခင်ကိုရောဤပလင်သည်နိက္ဆထာဝိယပလင်ဖြစ်ပါ၏ကိုရောဤနိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏အဲ့တော့ဖျားသခင်ရဲ့ပလင်တော်ဟာနိက္ဆထာဝိယတည်တယ်မပြောက်မပြတ်ဘူးတစ်သက်လုံးတည်မြဲတယ်အဲ့တော့ပြောချင်တာယေရှုခရစ်တော်ဟာဖျားသခင်တပါးရီသောသားတော်ဖြစ်တဲ့ကြောင့်တကယ်ယေရှုခရစ်တော်ရဲ့နိုင်ငံတော်ဟာမပြောက်ပြတ်ဘူးတရားသဖြင့်စီရင်တဲ့နိုင်ငံတော်ဟာကာလစင်မြဲတည်မယ်လို့45ခုမြောက်သောဆာလံပိုက်ငယ်6ကပြောတာဒီဟေဘဲ1:8ကသွားပြီးပြည့်စုံစေတယ်သားတော်ကိုအိုးဖျားသခင်ကိုတော်ဤပလင်သည်နိက္ဆထာဝရပလင်ဖြစ်ပါ၏ကိုတော်ဤနိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏သားတော်ကိုဆိုယေရှုခရစ်တော်ကိုပြောတာယေရှုခရစ်တော်ရဲ့ပလင်တော်နိုင်ငံတော်ဟာမပြောက်ပြတ်ဘူးတစ်သလုံးတည်မယ်ဆိုတဲ့အရာကိုယေရှုကဖျားဖြစ်ပါတယ်ဆိုတဲ့အရာကိုဒါနံပါတ်3အနေနဲ့45ခုမြောက်သောဆာလံပိုက်ငယ်6မှာဖော်ပြတဲ့အရာကဟေဘဲ1:8မှာသွားပြည့်စုံတယ်ဆိုတာကိုသွားတွေ့ရတယ်ကဲနောက်နံပါတ်4ကတော့ဘာလဲဆိုတော့နော်တခင်ရှုခရစ်တော်ရဲ့အမှုတော်ဆောင်ခြင်းအဲ့ဒါ69ခုမြောက်သောဆာလံပိုက်ငယ်9အဲ့ဒီမှာဖော်ပြတဲ့အရာဓမ္မသစ်ကျမ်းယောဟန်ခန်းကြီးနဲ့ငယ်7မှာပြည့်စုံတယ်ကဲဒါလေးနဲ့ဒီဖတ်ပြီးခြင်းနဲ့ကောင်းကင်ဘုရားရှင်ထာဝရဘုရားကိုတော်ကိုမျှော်လင့်တော်သူတို့သည်အကျွန်ုပ်ကြောင့်စိတ်မပြတ်ကြပါစေနှင့်ဣသရေလမျိုး၏ဘုရားခင်ကိုရှာတော်သူတို့သည်အကျွန်ုပ်ကြောင့်ရှက်ကြောက်ခြင်းတို့မရောက်ပါစေနဲ့သခင်ယေရှုခရစ်တော်မှုတော်မြတ်မှာအစီခံတဲ့အခါမှာအမျိုးမျိုးကဲ့ရဲ့ခြင်းပြစ်တင်ခြင်းတွေခံရတယ်တောင်သခင်ရှုကပြောတယ်ငါကြောင့်ကဲ့ရဲ့ပြစ်တင်ခြင်းခံရတယ်သူကမင်္ဂလာရှိတယ်လို့ပြောပါတယ်ဝမ်းမြောက်ချီးမြှောက်ခြင်းရှိပါတဲ့အကြောင်းမူကားကောင်းကင်နိုင်ငံတော်၌သင်တို့ရဲ့အဖို့ဟာကြီးပါတယ်တဲ့သင်တို့ရှိကပေါ်ထွန်းတဲ့ prophet တွေကိုလည်းထိုနည်းတူပဲညှင်းဆဲကြတယ်တဲ့အဲ့တော့ပြောချင်တာသခင်ယေရှုခရစ်တော်ကိုအမှုတော်မြတ်မှာသူအစီခံတဲ့အခါမှာအမျိုးမျိုးပါရီရှယ်တွေဂျန်တက်တွေဇတုခဲတွေရဲ့ပြစ်တင်ခြင်းတွေကိုခံရတဲ့အကြောင်းအရာကို69ခုမြောက်သောဆာလံပိုက်ငယ်6မှာဖော်ပြတဲ့အရာကယောဟန်ခန်းကြီးနဲ့ငယ်18မှာတော့ပြည့်စုံတယ်ကိုရောဤအိမ်တော်၌ဆွဲလန်းပူပန်ခြင်းစိတ်သည်အကျွန်ုပ်ကိုကိုးစားပါ၏ဟု၍ကြံစာလာသည်ကိုထိုအခါတပည့်တော်တို့သည်မှတ်မိကြ၏နော်အဲ့တော့ဒီအရာကိုဖတ်ချင်အဖြစ်သခင်ယေရှုခရစ်တော်ရဲ့အမှုတော်မြတ်မှာအစီခံတဲ့အခါပြစ်တင်ခြင်းတွေခံရသလိုဆာလမဖော်ပြသလိုဓမ္မသစ်ကျမ်းမှာလည်းဟုတ်ပါတယ်သွားပြည့်စုံနေတယ်ဆိုတော့သွားတွေ့ရတယ်အဲ့တော့သခင်ရှုကြောင့်ဘယ်လိုပဲကဲ့ရဲ့ခံရပါစေကောင်းကင်နိုင်ငံတော်မှာအကျိုးရှိတယ်ဆိုတာဖော်ပြခြင်းလည်းဖြစ်ပါတယ်ကဲနံပါတ်5ရဲ့ဖွင့်ပြခြင်းကဘာလဲဆိုတော့ညှင်းပယ်ခြင်းသခင်ရှုခရစ်တော်ညှင်းပယ်ခြင်းခံရမယ်အဲ့ဒါ118ခုမြောက်သောဆာလံပိုက်ငယ်22မှာဖော်ပြထားတယ်အဲ့ဒါပဋိဇန်ခန်းမဿဲခန်းကြီး21အငယ်42မှာသွားပြည့်စုံနေဆိုတော့တွေ့ရတယ်တိုက်ကိုတီလို့သောသူပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တောက်အထွတ်ဖျားသို့ရောက်ပြန်၏အဲ့တော့ပြောချင်တာသခင်ရှုခရစ်တော်ပယ်ထားခြင်းခံမယ်အဲ့ပယ်ထားခြင်းခံတဲ့ယေရှုကထိတ်ဆုံးမှာရှိနေတယ်ဆိုတာကို118အငယ်22ကဖော်ပြတယ်ယေရှုကလည်းဟာလားမဿဲခန်းကြီး21အငယ်42မှာယေရှုကလည်းတိုက်ကိုတီလို့သောသူများပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တောက်အထွတ်ဖျားသို့ရောက်ပြန်၏ထိုမှုသည်ထောက်ရဖျားပြုတော်မူသော
မှုဖြစ်ငါတို့မျက်မှောက်၌လည်းအံ့ဩပွေဖြစ်၏ဟူသောစကားကိုကျမ်းစာ၌သင်တို့သည်တခါတရံမျှမဖတ်ဘူးသလောတကယ်ရှုခရစ်တော်တို့မျိုးပယ်ထားပေမဲ့တကယ်ရှုကထိတ်ဆုံးမှရှိတယ်တကယ်ရှုရဲ့နိုင်ငံတော်ဟာကာလအစဉ်နဲ့တည်မယ်ဆိုတဲ့အရာကိုဖော်ပြခြင်းဖြစ်တယ်ဒါကြောင့်တကယ်ရှုကညှင်းပယ်ခြင်းခံရပေမဲ့ဘုရားသခင်သားတော်ဖြစ်တဲ့ကြောင့်သူ့ရဲ့နိုင်ငံတော်ဟာအစဉ်မြဲတည်ပြီးထိတ်ဆုံးမှအမြဲတမ်းရှိတယ်လို့ဖော်ပြခြင်းလည်းဖြစ်ပါတယ်နောက်နံပါတ်6ကတော့တကယ်ရှုခရစ်တော်ရောင်းစားခြင်းခံရမယ်40ခုမြောက်သောစာလပိုက်ငယ်9အဲ့မှာဖော်ပြအဲ့ဒါယောဟန်ခန်းကြီး73ငယ်18တပည့်ကျမ်းမှာပြည့်စုံတယ်အဲ့ဒါတကယ်ရှုနဲ့ပတ်သက်ပြီးစာလံကျမ်းမှာနော်41အငယ်9မှာအကယ်စင်စစ်ငါယုံ၍ငါမုတ်ကိုစားသောအဆွေခွင်မုန်းသည်ငါကိုခြေနှင့်ကြောက်ကြ၏စာလံဆရာကပြောတယ်ဒါတော့ဒါဝိမင်းကြီးဆက်တာ40ခုမြောက်သောစာလံအဲ့ဒါဘာလဲဆိုသူ့ကိုသစ္စာဖောက်သွားတဲ့အဟိသောဖီလအကြောင်းသူဆက်ဒါဝိမှာသိအားကိုးရတဲ့အမ2ယောက်ရှိတယ်နံပါတ်1ကအဟိသောဖီလနံပါတ်2ကဟုရှေဟိသောဖီလကဒါဝိရဲ့သားအဘာရှလုံပုံကန်တဲ့ကသူ့နောက်ကိုပါသွားတယ်ဒါကြောင့်ဒါဝိမင်းကြီးကဒါကိုဆက်ငါယုံပြီးငါနဲ့အတူစားတဲ့သူကငါ့ကိုသစ္စာဖောက်တယ်အဲ့ဟိသောဖီလရဲ့သားနာမည်အေလျံလို့ခေါ်တယ်အေလျံရဲ့သမီးနာမည်ဘာသရှိဘလို့ခေါ်တယ်ဒါကြောင့်ဒါဝိရဲ့အမ2ယောက်အဟိသောဖီလနဲ့ဟုရှေမှာအဟိသောဖီလသစ္စာဖောက်သွားတယ်ဘာလို့သစ္စာဖောက်လဲအဘာသရှိဘရဲ့အဖိုးလေးဖြစ်တယ်အဟိသောဖီလဘာသရှိဘကိုဒါဝိရဲ့ဖြက်စီးထားတော့အဲ့တော့သူကတေးထားပြီးသစ္စာဖောက်တာအဲ့တော့ဒါဝိကသူမားတယ်ဆိုတာသူသိတယ်ဖျားကြီးကိုလည်းသူတောင်းမှပြီးပြီဒါကိုအဟိသောဖီလအခဲမချီနိုင်ဘူးဖြစ်တယ်နောက်ဆုံးအဟိသောဖီလသူ့ကိုယ်သူတတ်သိသွားတယ်တော့သူပဲဆုံးရှုံးသွားတယ်ဒါဝိကတော့စင်ပေါ်ပြန်ရောက်တယ်ဒါဝိကပြောတယ်ကျွန်တော်အမှတ်2ရမှာဟလားဒီဟိသောဖီလကျွန်တော်ကိုသစ္စာဖောက်တယ်ဆိုတာ40ခုမြောက်သောစာလံပိုက်ငယ်9မှာရေးထားတယ်ကဲစစ်စစ်ငါယုံ၍ငါမုတ်ကိုစားတော့ဆွေကမုန်းဒီငါကိုခြေနဲ့ကြောက်တည်းဆိုတာဟိသောဖီလသစ္စာဖောက်တဲ့အရာကိုပြောခြင်းဖြစ်တယ်အဲ့ဒါကိုယောဟန်73အငယ်18မှာတော့ပြည့်စုံတယ်သင်တို့ရှိသမျှကိုငါရည်မှတ်၍ပြောဆိုသည်မဟုတ်ငါရွေးကောက်သောသူတို့ကိုငါသိ၏ကျမ်းစာချက်ပြည့်စုံစေမိကြောင်းငါနဲ့အတူစားသောသူသည်ငါကိုခြေနဲ့ကြောက်တည်းအဲ့ဒါတခေရှုလက်ထက်မှာလည်းတော့ပြည့်စုံတယ်တခေရှုနဲ့အတူညစာစားတဲ့တပည့်တော်ယူရရှကာယုကတခေရှုသစ္စာဖောက်သွားတယ်ဆိုတော့တော့တွေ့ရတယ်ကဲနောက်နံပါတ်9ကတော့တခေရှုခရစ်တော်ရဲ့အသေးခံခြင်းတခေရှုခရစ်တော်ကားတိုင်းမှာအသေးခံတဲ့အခါမှာစကားကြီး9ခွန်းပြောခဲ့တယ်အဲ့မှာ၄ခုမြောက်စကားကျွန်ုပ်ဖျားဘဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တယ်လေအဲ့ဒါ22ခုမြောက်သောစာလံပိုက်ငယ်1မှာရေးထားတယ်အဲ့ဓမ္မသစ်ကျမ်းခန်းကြီးမာသဲခန်းကြီး20ခွန်ငယ်46မှာတော့ပြည့်စုံနေဆိုတော့တွေ့ရတယ်နော်အဲ့တော့22ခုမြောက်သောစာလံပိုက်ငယ်1ကျွန်တော်ဖတ်ပြမယ်ကျွန်ုပ်ဖျားဘဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်ကျွန်ုပ်ကိုမကယ်တင်ပဲကျွန်ုပ်အောင်ရသောစကားကိုနားမထောင်ပဲဘဲကြောင့်ဝေးမှနေတော်မူသည်စာလံ22ခုမြောက်သောစာလံပိုက်ငယ်1မှာပြောတဲ့အရာဒီမာသဲ20ခွန်46မှာတော့ပြည့်စုံတောကြတိချိန်၌ယေရှုကအေလီလာမရှာပါကသနိဟုကြီးသောတန်နှင့်ကြွေးကြော်တော်မူ၏အနက်ကကျွန်ုပ်ဖျားဘဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်ဟုဆိုလိုသည်အဲ့တော့ဓမ္မောင်းစာလံကျမ်းမှာဖော်ပြတာဓမ္မသစ်မတ်သဲမှာပြည့်စုံတယ်မေရှိယကယ်တင်ရှင်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးကွက်တိသွားပြည့်စုံတယ်ဆိုတော့နံပါတ်9အနေနဲ့တွေ့ရတယ်ကဲနံပါတ်8ကတော့ဘာလဲဆိုတော့အယိုးတော်မကျိုးရယေရှုခရစ်တော်ကကားတိုင်းမှာဒီခံတဲ့ကသူ့အယိုးမကျိုးရဘူးတဲ့34ခုမြောက်သောစာလံပိုက်ငယ်20မှာရေးထားတယ်ဓမ္မသစ်ကျမ်းမှာလေယောဟန်ခန်းကြီး19ငယ်32ကနေ38ထိဖတ်ရင်တွေ့ရသူရဲ့ရိုးရှိမြတို့ကိုစောင့်ရှောက်တော်မူသဖြင့်တချောင်းများမကျိုးရအဲ့ဒါယောဟန်ခန်းကြီး19ငယ်32မှာထိုအခါစစ်သူရဲတို့သည်တွား၍ကိုရိုနဲ့တူလက်ဝါးကတ်တိုင်မှာရိုက်ထားသောသူနှစ်ယောက်၏ခြေကိုချိုးလေ၏ထိုကြောင့်ရာမူကသူ၏ရိုးမချိုးရဟုကျမ်းစာလာချက်ပြည့်စုံမိအကြောင်းဒီအဲ့တော့ဒီဓမ္မအောင်ကျမ်းမှာခေရှုခရစ်တော်ရိုးမချိုးလို့ဖော်ပြတဲ့အရာစာလံကျမ်းမှာဖော်ပြဓမ္မသစ်ကျမ်းမှာယောဟန်ခန်းကြီး19အငယ်32က38ထိတော့ဖိုင်တော့တွေ့ရတယ်ယောမစစ်သားတွေကဒီကားလိုက်တစ်ဖက်တစ်ချက်မှာရှိတဲ့လူဆိုးကြီးနှစ်ယောက်ကိုတော့ခြေထောက်ရိုက်ချိုးပလိုက်တယ်သိမသိစင်တို့ဒါပေမဲ့သခင်ယေရှုကျတော့သခင်ယေရှုရဲ့တတ်တော်စွန့်မစွန့်သိကြတော့သူတို့ကခြေထောက်မချိုးပဲနံကြားကိုလှန်နဲ့ထိုးတဲ့ကသွေးနဲ့ရေထွက်သွေးဆိုတာတော့ဟုတ်တယ်သခင်ယေရှုရဲ့အသွေးတော်အဖြစ်ဆိုအပြစ်လွတ်မြောက်တယ်ရေဆိုတာတော့အသွေးတော်အဖြစ်ပြစ်လွတ်မြောက်တဲ့သူဟာကြိုက်တယ်လို့နေလို့မရဘူးနှုတ်ကပတ်တော်တမန်ကျမ်းစာရေထဲမှာပဲအသက်ရှင်နေရတယ်ဆိုတာကိုဖော်ပြခြင်းလေဖြစ်ပါတယ်ဒါကြောင့်အယူတော်မကျိုးရဆိုတဲ့အရာဟာတော့ပြည့်စုံနေဆိုတာကိုတွေ့ရတယ်နော်နောက်နံပါတ်9ကတော့တကယ်ရှုခရစ်တော်ရှင်ပြန်ထမြောက်16ခုမြောက်သောစာလံပိုက်ငယ်17ကိုဖတ်ကြတွေ့ရမယ်
တမန်တော်တို့ခန်းကြီးနဲ့ငယ်20ခွန်ကိုဖတ်ကျွန်တော်မှတွေ့ရဟုတ်တယ်သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုအတိအကျဖော်ပြထားတယ်အဲ့ဒါတမန်တော်တို့ခန်းကြီးနဲ့ငယ်20ခွန်မှာလေသွားပြီးပြည့်စုံတယ်နော်ဒါကြောင့်တမန်တော်နဲ့20ခွန်မှာအကြောင်းမူကားကိုတော်ဒီကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မမူကိုတော်၏တန်ရှင်တော်သူဟာလည်းပုတ်ဆက်ခြင်းကိုရှိစေတော်မူပဲအသက်ရှင်ခြင်းလမ်းကိုပြညွန်တော်မူလိမ့်မည်အာမင်ဒါသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်နံပါတ်9ကဲနောက်နံပါတ်10ကတော့ဘာလဲဆိုကောင်းငင်ဘုံတို့သခင်ယေရှုဟာပြန်လည်တက်ကြွတယ်ရှင်ပြန်ထမြောက်ပြီးလောကမှာရပ်ပေါင်း40နေပြီးတဲ့အခါတန်လွင်တောင်ကနေကောင်းငင်ဘုံကိုတက်ကြွသွားတယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒါ68ခုမြောက်သောစာလံပိုက်ငင်18မှာဖတ်ရင်တွေ့ရမယ်ဤဘက်ခန်းကြီးလေးအငယ်8ကိုဖတ်ရင်ကျွန်တော်မှတွေ့ရနော်ကိုရောမြင့်သောရက်တို့တက်ကြွတယ်နော်ဒါကောင်းငင်ဘုံကိုဟာလာတနေ့ပြန်လဲတက်ကြွမယ်ဆိုတော့ဖော်ပြတယ်တကယ်လေးမှနဲ့ကျမ်းစာလာသည့်အတိုင်းဟာလာအဖက်ခန်းကြီးလေးအငယ်၈မှာမြင့်သောရက်တို့တက်ကြွသဖြင့်များစွာသောသူတို့ကိုဖမ်းသွားတော်မူ၏လူတို့အားဆုလက်များကိုပေးတော်မူမည်ဟုလာသည်တကယ်ရှိကောင်းငင်ကိုတက်ကြွပြီးတနေ့ပြန်ပြီးလောကမှာပြန်သိမ်းဆဲမယ်ကောင်းငင်မှာဆုလက်တွေပြင်ဆင်ထားတယ်အခန်းတွေပြင်ဆင်ထားတယ်ဆိုတာကိုဒါအဖက်ခန်းကြီးလေးအငယ်၈မှာသွားပြီးပြည့်စုံတယ်ဆိုတာကိုတွေ့ရတယ်နောက်နံပါတ်7နံပါတ်7ကတော့ယေရှုခရစ်တော်ရဲ့စိုးစံခြင်းတရားနှစ်ခုမြောက်သောစာလံပိုင်းငယ်16ကိုဖတ်ရင်တွေ့ရမယ်ဟေဘဲခန်းကြီးငယ်17ကိုဖတ်ရင်တွေ့ရမယ်သခင်ယေရှုကဘယ်တော့မှမပြောင်းလဲဘူးအမြဲတည်တယ်နော်ပြောင်းလဲခြင်းမရှိတာယေရှုခရစ်တော်ဖြစ်တယ်အဲ့ဒါသူကတစ်သက်လုံးပါပဲစိုးစံတယ်လို့ပြောတာ ਨੇ အတူတူပဲတောက်ချရာတွေကပျက်စီးသွားမယ်တဲ့ဒါပေမဲ့သခင်ယေရှုခရစ်တော်ဟာပြောင်းလဲခြင်းမရှိပဲအမြဲတည်တယ်ဆိုတာဟေဘဲခန်းကြီးငယ်17မှာလေဖတ်ရင်တွေ့ရမှာဖြစ်တယ်နောက်နံပါတ်7ကတော့အတိကကြတဲ့ကြောက်တကယ်ယေရှုခရစ်တော်အတိကကြတဲ့ကြောက်ဖြစ်တယ်ဆိုတော့ဒီ18ခုမြောက်သောစာလံပိုင်းငယ်22ကိုဖတ်ရင်တွေ့ရအဲ့ဒါတပည့်ကျမ်းမဿဲခန်းကြီး27ငယ်42ကိုဖတ်ရင်ကျွန်တော်မှတွေ့ရနော်အဲ့ဒါလေတိုက်ကိုတီးတဲ့သူကပယ်ထားတဲ့ကြောက်ကတနည်းတိုက်တော့ထွက်ပြားရောက်မယ်အဲ့လိုပဲသခင်ယေရှုကအထွတ်အဖျားမှာရှိတယ်ပြောချင်တာဘုရားသခင်တပါးရီတော်သားတော်အဲ့ဒါဘာကိုပေါ်ပြတယ်သခင်ယေရှုအဓိကကြတဲ့ကြောက်ဖြစ်တယ်ဆိုတာကိုဆာလမှာပေါ်ပြတာမဿဲမှာတော့ပြည့်စုံတယ်နောက်ဆုံးနံပါတ်73ကတော့ယန္တူတို့ကိုစိုးမိုးခြင်းသခင်ယေရှုခရစ်တော်ကယန္တူတွေကိုနိုင်နေနော်ပြောချင်တာသခင်ယေရှုကအခွင့်အရေးအာဏာရှိတယ်ဆိုတာကိုပြောခြင်းဖြစ်တယ်ဒါငါတို့ဘက်၌ရှိသောသူသည်လောကဘက်၌ရှိသောသူထက်သာ၍ကြီးတယ်ဆိုတာသခင်ယေရှုရဲ့တကူကြီးတယ်ဆိုတာပြောခြင်းပဲ130ခုမြောက်သောစာလပိုက်ငယ်1ကဖော်ပြတာမဿဲ20ငယ်44မှာသွားပြီးတော့ဗာပဲလေပြည့်စုံနေဆိုတာကိုသွားတွေ့ရတယ်ဒါကြောင့်ကျွန်တော်ဒီကနေ့ခတ်တော့လေးပဲဖော်ပြတာဖြစ်တယ်တချို့လေတစ်ခေါက်တည်းနဲ့မမီရင်နောက်တစ်ချိန်ပြန်ကြည့်ပြီးပြန်မှတ်နိုင်ပါတယ်ဒါမေရှိယယေရှုခရစ်တော်လောကကိုကြွလာမယ်ဆိုတဲ့အရာဆာလံကျမ်းမှာဖော်ပြတာတွေအားလုံးဟာတမန်ကျမ်းမှာသွားပြီးတော့ပြည့်စုံနေတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ဒါကြောင့်ဒီကနေ့ချစ်တော်ညီကိုမောင်တို့များသခင်ယေရှုခရစ်တော်ကိုယထားတဲ့သင်နဲ့ကျွန်ုပ်တို့ကမရသေးတာမဖြစ်သေးတာမရှိသေးတာအားလုံးကတစ်နေ့စုံလင်စွာဖြင့်ရရှိလာမှာဖြစ်ကြောင်းအားပေးရင်းနဲ့ဤကုန်းချုပ်လို့လေကျမ်းတော်ရောက်ချင်းစီတိုင်းဖျားရှင်သာ၍ကောင်းကြီးပေးပါစေကျွန်တော်နတ်ဖန်ညနေကနေစပြီးဆာလံခန်းကြီး1ကနေ150ထိခန်းကြီး1ကဘာ2ကဘာဒါကိုဆက်ပြီးကျွန်တော်နားထောင်သွားရင်နေ့စဉ်ကျွန်တော်နည်းနည်းစီနားထောင်သွားရင်1ကနေ150ထိချုပ်ပြီးနားလေသွားမှာဖြစ်ပါတယ်ဒါကြောင့်နေ့စဉ်ကြည့်ရှုတဲ့သူအားလုံးကိုကျေးဇူးတင်လို့ဒီနံပါတ်8ထိကတော့ကျွန်တော်ချင်းမိုင် Grace Church မှာနှုတ်ကတော်ဝင်ရတဲ့ခါလည်းအများကြီးကျွန်တော်ဖော်ပြခဲ့ပါတယ်တချို့လည်းဒီညနေ live service မှာနားထောင်ခြင်းသောသူများရှိတဲ့ကြောင့်ပြန်ပြီးနည်းနည်းနှွေးပြီးဖော်ပြခြင်းဖြစ်သလိုနတ်ဖန်ကျွန်တော်ပြန်လေပြီးညနေ4နာရီခွဲမှာပြန်လေပြီးတွေ့ဆုံမှာဖြစ်ပါတယ်ယေရှုခေါ်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေဒီကနေ့တော့ကျွန်တော်အစီအစဉ်လေးတွေနည်းနည်းများတဲ့ကြောင့်အနေငယ်အချိန်ရွှေ့မှုအတွက်နားလည်ပေးဖို့ရန်အတွက်မေတ္တာရက်ခံလို့လေအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေနတ်ဖန်တောက်ချာနေမြန်မာစံတော်ချိန်ညနေ4နာရီခွဲမှာပြန်လေပြီးတွေ့ဆုံကြပါစို့ဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝိညာဉ်သုံးပါးဆုပြထံတော်ပါမှကောင်းချီးဖျားဖျားသည်တို့အားလုံးပေါ်သို့တော်ကောင်းမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့တော်ကောင်းဝိနည်းရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းနဲ့တကွာကြည့်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ယနေ့မှစ၍ကာလစမြဲတိုက်ရောက်သလို၆ပြည်တွင်ယုံကြည်ခြင်းနဲ့ချင်းသင်းတော်ကပြုလုပ်နေတဲ့တမန်ကျမ်းစာကြည်ကူးရေးပြိုင်ပွဲမှာရှင်ပြိုင်နေသောသူအားလုံးရဲ့ကျမ်းစာကိုစာငတ်ခင်မွတ်ပြီးကြည်ကူးရေးခြင်းကြောင့်ဖျားသခင်ဟာသူတို့ကိုကွယ်ကာခြင်းနဲ့တူနေ့စဉ်ကြည့်ရှုသောသူများမှစာအားလုံးပေါ်သို့ကာလစမြဲကောင်းကြီးဖျားဖျားသက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖျက်ရှင်ကောင်းကြီးပေးပါစေနတ်ဖန်တောက်ချာနေညနေ
တယ်လို့ live service ပြီးတဲ့အခါကျန်းစာကြည်ကူးရေးနဲ့ပတ်သက်တဲ့တချို့သိတဲ့နဲ့ကြော်ညာစရာများကိုထပ်ပြီး announcement လုပ်ပြီးမှဖြစ်ကြောင်းဖော်ပြပေးလိုပါတယ်နေ့စဉ်နှုတ်ကပတ်တော်နားထောင်တော်သူများတမန်ကျမ်းစာကြည်ကူးရေးနေတဲ့သူအားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေပြန်လည်တွေ့ဆုံကြပါစို့ယေရှုကိုယုံကြည်ကြ